တွေ့ရလေခမကြည့်ရလာပြီလောက်ပြီခွေတကောင်လုံးဒီဆုံးမစ်ပဲလေညလောက်စကားလာရောက်ဆုံးဆိုထားလို့နေပဲကောင်းလမ်းမမေကိုတွေ့ချပြရင်မလာတဲ့တပ်ပြောင်းရတော့မေးကကိုတဲ့ဒီစေရတဲ့ကိုကမစီကရကိုနဲ့ကရှိုင်းချင်တာသူကောင်းလို့လေငါတကယ်ရဲ့နေဝလူသားပြပတ်တဲ့မင်္ဂလေးဟာညီငယ်လေးတကောပါသူအိမ်မအိမ်နဲ့ရှာတချို့ညညဆိုပြီးဖွေးအိတ်တချို့ညညဆိုပဲအော်မေမလေးကိုပေးဖို့ရကြောက်စောင်းဒီမင်းညတော့ကမရှိလိုက်ပြီကောမေနေတော်ရဲ့ကွက်ကိုဟိုရဲ့ကစပယ်ပတ်တီဖို့တတိရှိပါမေမြောက်ဖြစ်ပါငါတွေရောက်နေပြီတကယ်ကျစငါကိုပြီးနေကြပြေလာတဲ့ကြောင်များကိုငါနာကမှလည်းခဲရလို့ဆက်ပြလိုက်တာပါဘာလို့ကောင်းကြောင်ဖို့တမေလေးတီကိုယ်မေမြတ်ငေးရှိတဲ့ပြီးအေးမင်းကြောင့်ငါကိုပြောစကားမင်းမျိုးမချင်တာဆိုရင်တွေထိမှုရှာသေဖို့တွေဝစ်သက်တွေကိုပေါ့ချသူတမပါ